ကဲခုအမေရိကမှာတော့ဆောင်းရတဲ့ဘက်ကိုကူးနေပြီဆိုတော့ဆောင်းထဲမှာစားဖို့ကျမတို့နေရာဒီမှာခြံလေးတွေလောက်ကြတယ်ပေါ့နော်ကျမချင်မောင်အဓိကထားဆိုင်တယ်ဆိုတော့ဆောင်းရဒီမှာစားဖို့ချင်မောင်ဘယ်လိုသိမ်းလဲဆိုတာကိုကျမနဲ့တူကြည့်ပေးကြပါအောင်နော်ခြံထဲမှာတော့ချင်မောင်ကို2မျိုးစိုက်တယ်ချင်မောင်ရိုးအဖြူရဲချင်မောင်ရိုးအနီရဲဆိုပြီး2မျိုးစိုက်ပါတယ်ချွေပြီးသားချင်မောင်ရက်တွေကိုရေထက်ဆေးတယ်ပြီးရင်ရေစစ်တယ်ရေစစ်ပြီးတော့လို့ရှိရင်ဒီလို ziploc bag ကိုအရက်တိုင်းလေးဒီတိုင်းပဲထည့်ပြီးတော့ freezer ထဲမှာသိမ်းပါတယ်ကျမအတွက်တော့ဒီလိုသိမ်းတာအရန်ကိုအဆင်ပြေတယ်ချက်ခါနီးဆိုလို့ရှိရင်လည်းယူရတာအဆင်ပြေတယ်ပြီးရင်တော့အရက်တိုင်းလေးလည်းရတယ်ဆိုတဲ့အတွက်ကြောင့်ပေါ့နော်ကျမတော့ဒီလိုသိမ်းတာပုံပြီးတော့သဘောကျပါတယ်ဒီငယ်ချင်းတို့ရောကျမရောတခြားဘလိုတွေသိမ်းကြတယ်လို့ရှိရင် comment မှာရေးပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်